အခုဒီဗီဒီယိုကိုဝင်ကြည့်တဲ့သူကအခုမှဖုန်းနဲ့စပြီးတော့ cinematic video ရိုက်ချင်တဲ့သူဖြစ်လိမ့်မယ်ဒါမှမဟုတ်ဒီဘဲဘာတင်တာလဲဆိုပြီးတော့ဆက်စုကျင်လို့ဝင်ကြည့်တဲ့သူတွေဖြစ်လိမ့်မယ် anyway စလိုက်ကြရအောင်အရင်ဦးဆုံးဖုန်းနဲ့ professional ရိုက်ဖို့ဆိုရင်ဖုန်းထဲမှာပါတဲ့ camera app နဲ့မရိုက်ပါနဲ့ကျွန်တော်တို့ third party application တွေဖြစ်တဲ့ Blackmagic, Filmic Pro, Protect ဒီလိုမျိုး third party application တွေနဲ့ရိုက်ဖို့ comment ပေးပါတယ်ကျွန်တော်ကတော့ Blackmagic app နဲ့သုံးပြီးတော့ရိုက်ပါတယ်ဒီဗီဒီယိုရဲ့နောက်ဆုံးပိတ်မှာလည်း Blackmagic app ကိုဘယ်လိုမျိုးသုံးရမလဲဆိုတော့ tutorial လေးလုပ်ပေးထားပါတယ်Okay ဒါဆိုရင်တော့ကျွန်တော်ရဲ့ iPhone နဲ့ Blackmagic app နဲ့သုံးပြီးတော့ရိုက်ထားတဲ့ဗီဒီယိုလေးအတူတူကြည့်လိုက်ရအောင်ဒါကတော့ကျွန်တော် iPhone ရဲ့ Blackmagic ရဲ့သုံးပြီးရိုက်ထားတဲ့ short တွေပဲဖြစ်ပါတယ်ဒီဗီဒီယိုအပြည့်အစုံကိုအခုညာဘက်ထောင်းကဗီဒီယိုလေးကိုနှိပ်ပြီးတော့ကြည့်လို့ရပါတယ် Okay ဒါဆိုရင်ကျွန်တော်တို့ Blackmagic app ကိုဘယ်လိုသုံးရမလဲမပြောခင်မှာ iPhone Black Key ကဘာတွေလိုအပ်လဲဆိုတော့ရင်တော့ပြပြပေးပါမယ် Third party app တွေသုံးပြီး manual ရိုက်တဲ့အခါမှာနေကာမျက်မှန်လိုပါတယ်ကျွန်တော်အတွက်တော့မဟုတ်ဘူးပေါ့နော် iPhone အတွက်ပါဒီနေရာမှာကျွန်တော်က freeware ကထုတ်တဲ့ cover ကိုသုံးပါတယ်ဘာလို့လဲဆိုတော့နေကာမျက်မှန် anti filter ကိုအလွယ်တကူကတ်လိုက်ရုံပါပဲOkay ဒါဆိုရင်နေကာမျက်မှန်ဘာလို့လိုလဲဆိုတာကိုကျွန်တော်နောက် tutorial လုပ်ရင်းနဲ့ပြပြပေးပါမယ်ဆက်ပြီးတော့သွားကြရအောင် Okay ဘာလို့တက်လဲသိရအောင်ကျွန်တော်တို့ Blackmagic application တွေကိုဝင်လိုက်ပါမယ်အခုမှစသုံးမဲ့သူတွေကတော့လေရင်ခေါင်းကန်းထဲမှာထိုင်နေတယ်လို့ဖြစ်သွားလိမ့်မယ်ဘာမှစိတ်မပူပါနဲ့ကျွန်တော်ရှင်းပြပေးပါမယ်ပထမအဆုံးအနေနဲ့ lens ကနေစပြီးတော့ပြောကြပါမယ် lens တွေကိုဝင်လိုက်မယ်ဆိုရင်ကျွန်တော်တို့ lens 3ခုတွေ့လိမ့်မယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ pro version မဟုတ်တဲ့ဖုန်းတွေမှာဆိုရင်တော့ lens နှလုံးပဲပါရင်ပါလိမ့်မယ်အကောင်းဆုံးကတော့ကျွန်တော် main lens ကိုထားပြီးရိုက်တာအကောင်းဆုံးပါပဲဒါဆိုရင်ကျွန်တော် outdoor မှာ ISO ကိုအနည်းဆုံးထားပြီးရိုက်ထားတော့ over exposure ဖြစ်နေရပေါ့နော်ဒီချိန်မှာ anti filter တက်ပြီးတော့ကျွန်တော် exposure ကို anti filter ကနေပဲ adjust လုပ်ပြီးတော့ရိုက်လို့ရပြီဖြစ်ပါတယ်အခုလို outdoor မှာ manual ရိုက်တဲ့သူတွေအနေနဲ့ကတော့ anti filter ကမရှိမဖြစ်စောင့်ထားတင်ပါတယ် FPS မှာကတော့ကျွန်တော်က48 FPS ကိုထားပြီးရိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော် slow motion လုပ်ချင်တဲ့ shot တွေမှာဆိုရင်ကျွန်တော် slow motion ကိုကောင်းကောင်းမွန်မွန် smooth ဖြစ်လုပ်နိုင်အောင်လို့ပါကျွန်တော် shutter speed မှာတော့180 degree ထားပြီးတော့ကျွန်တော် lock ချထားတယ် ISO ကတော့ကျွန်တော်အနှိမ့်ဆုံးနည်းနိုင်သမျှနည်းနိုင်အောင်ကျွန်တော်ရိုက်တဲ့အခါမှာထားပါတယ် white balance မှာကတော့ကျွန်တော်တို့ဘေးပတ်ဝန်းကျင်ရာသီဥတုလိုက်ပြီးတော့ဒါ white balance ကိုကစားသွားလို့ရပါတယ်တင်နဲ့တူတူပါပဲ Okay ဒါဆိုရင်ကျွန်တော်တို့အခြေခံအားဖြင့်တော့တည်သွားလောက်ပြီရှင်ねဒီနေရာမှာကျွန်တော်တို့ log profile Apple ProRes လို့ log profile လို့နဲ့ရိုက်တဲ့သူတွေအနေနဲ့ကဗီဒီယိုကြီးကပေါ့နော်ဖြူဖြူကြီးဖြစ်နေလိမ့်မယ်ကျွန်တော်တို့အဲ့နေရာမှာဘယ်လိုမျိုးလုပ်အောင်လဲဆိုတော့ကျွန်တော်တို့လက်ထဲကိုဝင်လိုက်ပါဒါဆိုရင်ကျွန်တော်မြင်နေရတာက Apple Log 2 profile ပဲဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်လက်ကို online မယ်ဆိုရင် Red7 online neutral ကိုပြောင်းသွားပြီဖြစ်ပါတယ် Okay ဒီလိုမျိုးနည်းနဲ့ကျွန်တော်တို့ editing လုပ်မဲ့ color grading process ကိုလက်အနေနဲ့ထုတ်ထားပြီးတော့ဒီနေရာမှာအသုံးပြုလို့ရပါတယ်ဒီနေရာမှာကျွန်တော်တို့ machine တာမသိတာရှိရင်ကျွန်တော်တို့ creator community group ထဲမှာလာရောက်မေးမြန်းလို့ရပါတယ် Okay ဒါဆိုရင်ကျွန်တော်တို့ဒီဗီဒီယိုကိုကြည့်ပြီးသွားတဲ့အချိန်မှာဖုန်းနဲ့ဗီဒီယိုတွေဆက်ရိုက်ကြည့်ပါ Android ပဲဖြစ်ဖြစ် iOS ပဲဖြစ်ဖြစ် Blackmagic app ကနှစ်မျိုးလုံးမှာတွင်းလို့ရပါတယ်ကျွန်တော်တို့ကြိုက်တာနဲ့စမ်းကြည့်လို့ရပါတယ်ကိုစမ်းကြည့်မှလည်းသိမှာပေါ့နော်အဲ့တော့စမ်းကြည့်ပါရှောက်ရိုက်ကြည့်ပါရိုင်းရိုင်းနဲ့အဆင်ပြေလာပါလိမ့်မယ်ဒါဆိုရင်တော့ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးပဲဘိုင်ပါ